အားလုံးပဲမင်္ဂလာပါဒီနေ့တော့ Smallville မြို့ကလေးရဲ့ဒုတိယမြောက်6ချားစရာအဖြစ်ကိုအပိုင်းလိုက် recap လုပ်ပြီးသွားမယ်ဒီအပိုင်းကတော့ပိုးတောင်လေးကိုအယူမူဆွဲလန်းတဲ့ကောင်လေးတယောက်အကြောင်းပဲကဲကြည့်လိုက်ရအောင် Metamorphosis recap ဖြစ်ပါတယ်ချောင်းကြည့်တာဝါသနာပါတဲ့ပိုးကောင်မင်းသားပထမဆုံးမြင်ကွင်းမှာရင်လာနာကိုကင်မရာနဲ့ချောင်းကြည့်နေတဲ့လူတစ်ယောက်သူကတော့တခြားသူမဟုတ်ဘူးပိုးကောင်ဒီကိုအယူမူဖြစ်နေတဲ့ Greg ပဲသူ့မိကသူ့ရဲ့အတန်သွင်းထားတာတွေကိုတွေ့သွားပြီးနင်ဒီလိုတွေဆက်လုပ်နေစစ်တပ်ကတော့ပို့ပြမယ်လို့ချင်းချောက်ခိုင်းရရှာတယ်။မတော်ကဆမှုကနေစတင်တဲ့အကြောင်းလဲကန်ဆိုးကျင်တော့ Greg ကားမောင်းနေတော့သူဖမ်းထားတဲ့ပိုးကောင်တွေလွတ်ထွက်လာပြီးသူ့ကိုဝိုင်းကြိုက်ကြတာပေါ့။အဲ့ဒီမှာတင် Greg ရခန္ဓာကိုယ်ကပုံမှန်မဟုတ်တဲ့အင်းဆက်လူသားအထိပြောင်းလဲသွားတော့တာပဲ။ Clark ရဲ့အိမ်မက်ဆိုးနဲ့မျက်နှာပြက်စကားများတစ်ဖက်မှာ Clark ကလည်းလာနာပေါ်ပြင်ဝယ်နေတဲ့ပုံစံအိမ်မက်တွေမှန်နေတော့အပြင်မှာကျတော့လာနာကသူ့ကိုတခုခုအတွက်အဖြစ်တင်နေတယ်လို့ပဲအဲ့ဒီချိန်မှာရင် Clark ရဲ့ရန်ဘက် Whitney ကရောက်လာပြီးလာနာရဲ့ပျောက်သွားတဲ့ဆွဲကြိုးကိုပြောင်းဘူးခဲနဲ့မှသွားရှာကြည့်လို့လာနှိမ်သွားသေးတယ်Lex က Clark စီရောက်လာပြီးမင်းကိုတိုင်မှချီချားတော့ကငါမကင်းနိုင်ခဲ့တာတောင်းပန်ပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ Clark ရဲ့အဖေဖြစ်တဲ့ Jonathan နဲ့ပါနှိုက်ဆွဲနှုတ်ဆက်သွားတယ်ဒါဒီမကသေးဘူးလာနာကိုပေးဖို့ဆိုပြီးခဲတတာထဲထည့်ထားတဲ့နဂါးသက်သူ Saint George ရဲ့ချက်ဝစ်တန်စားနဲ့လှုပ်ထားတဲ့အစိမ်းရောင်ဆွဲကြိုးလေးကိုပါလက်ဆောင်ပေးခဲ့တယ်တကယ်တော့အဲ့ဒါမိုးကြိုးဆက်ကွင်းကြောက်တုံးကြီးပဲအင်းဆက်လူသား Greg ကလာနာကိုစာကူလုပ်ပေးမယ်ဆိုပြီးစာကြည့်တိုက်မှာချင်းလိုက်တယ်လမ်းမှာ Whitney ရဲ့ကားပေါ်ခုန်တက်ပြီးလှုပ်ကြိုင်မှုစူးစမ်းပေမဲ့ Clark ရဲ့အချိန်မီကယ်တင်မှုကြောင့် Whitney အသက်ဘေးကလွတ်သွားခဲ့တယ်ဒါပေမဲ့ Greg ကတော့မရက်တန်ဘူးသူ့ကိုလာတွေ့တဲ့သူ့အမေကိုတောင်ပင့်ကူအိမ်တွေနဲ့ရစ်ပတ်ပြီးတက်ပစ်လိုက်တဲ့အထိရက်ဆက်သွားပြီ။ Clark ကမြို့ထဲမှာဖြစ်ပျက်နေတဲ့ထုံးစမ်းတာတွေကသူ့ကြောင့်လို့အပြစ်တင်နေတော့မှအဖေဖြစ်သူ Jonathan ကဒါ Luther Corp ကြောင့်မင်းကိုမင်းအပြစ်မတင်နဲ့လို့အားပေးလိုက်တဲ့အခါ Clark တယောက်စိတ်သက်သာရသွားတယ်။ Greg ကလာနာကိုဖမ်းပြီးမိုးကြိုးဆက်ကွင်းကြောက်တုံးတွေအပြည့်ရှိတဲ့စက်ယုံဟောင်းကြီးစီခေါ်သွားတယ်။ကြောက်တုံးတွေကြောင့် Clark အားနေနေပေမဲ့ခဲပြတစ်ခုကိုအကာအကွယ်လောက်ပြီး Greg ကိုအနိုင်ယူလိုက်နိုင်ခဲ့တယ်။နောက်ဆုံးမှာတော့ Greg ကအလီးပင်ကြီးတစ်ခုအောင်မှာဖိကြည့်ခံရပြီးဇက်သိမ်းသွားပါလေတော့အဆုံးသတ်မှာတော့ Clark ကလာနာကို Whitney နဲ့တွေ့လိုက်လို့စိတ်မကောင်းဖြစ်သွားပေမဲ့သူရထားတဲ့ဆွဲကြိုးလေးကိုတော့လာနာရဲ့တကားလက်ကင်မှာတိတ်ဆိတ်ချိတ်ပေးခဲ့တယ်